လူအားတော်အဖေခေါ်ရလောက်မဲ့ခွေးကလေးရဲ့ကဘာကျော်ဂိုးပေါက်ကာကွယ်မှုကြောင့်နိုင်ပွဲရရှိသွားခဲ့တဲ့အသင်းပြည်သူများလုံးပဲမင်္ဂလာပါ Icarus Sport Zone ကနေကြိုဆိုပါရစေဘောလုံးပွဲမှာပြည်သက်တွေကိုင်းနဲ့ဝင်ပြေးတာကိုတော့ကြားဘူးကြမှာပါဒါပေမဲ့ဒီပွဲမှာတော့လူဝင်တာမဟုတ်ပါဘူးလူမဝင်ရလို့ပဲရေးထားပြီးတော့ခွေးမဝင်ရလို့စီကမထုတ်ထားမိတဲ့ကွင်းတာဝန်ရှိသူတွေရဲ့အမှားလို့ပဲပြောရမလားဒါမှမဟုတ်အဲ့ဒီခွေးကလေးကပဲဘောလုံးပိုးထားနေတာလားတော့မသိပါဘူးပွဲကတော့ Juventus Ueda နဲ့ Defensa di Frigano အသင်းတို့ကစားနေကြတာပါJuventus အသင်းက3ဂိုးကိုမရှိနဲ့နိုင်နေတဲ့အချိန်ရှုံးနေတဲ့ Defensa အသင်းကသိက္ခာဆဲဂိုးလေးတစ်ခုလောက်တော့ပြန်သွင်းချင်တာပေါ့ဒါပေမဲ့ကန်ရယာကမျက်နှာသာမပေးခဲ့ပါဘူးဖြစ်စဉ်ကဒီလိုပါJuventus ကိုသမားကန်တင်လိုက်တဲ့ဘောလုံးကို Defensa အသင်းကကစားသမားကခြေထောက်နဲ့လှမ်းတားလိုက်ပါတယ်အကူကျလာတဲ့ဘောလုံးကိုအဆိုပါကစားသမားကဂိုးပေါက်ထဲကိုကန်ထည့်လိုက်ပါတယ်Juventus အသင်းရဲ့ကိုသမားကရက်ကြည့်နေဖို့ပဲတက်နိုင်တော့တဲ့အနေထားသာဖြစ်သွားခဲ့ပါတယ်Juventus ကစားသမားတွေအားလုံးကသွားပါပြီဂိုးဝင်သွားပါပြီဆိုပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေရှာပါပြီတိုက်စစ်မှုကလည်းကန်သွင်းလိုက်ပြီးဂိုးရှိမှဘယ်သူမှမရှိတော့ဘူးဂိုးပေါက်ကြီးကဟာလာဟင်းလင်းကြီးဘောလုံးကဂိုးစီးဘက်ကိုတလိမ့်လိမ့်နဲ့ပြေးသွားနေပါပြီပရိသတ်တွေကလည်းဂိုးလို့អော်ဖို့လဲချောင်းရှင်းနေကြပါပြီဒါပေမဲ့ဘောလုံးနဲ့ဖျားကဇက်ညွန့်ကိုပြင်လိုက်ပါတယ်ဘောလုံးကဂိုးစီးကိုဖျက်ခါနေစံကြီးမြင်တရစ်အလိုမှာပဲကွင်းပေးစီးကနေခွေးလေးတစ်ကောင်ကတော်ပီတိုဒုံးမြန်လို့ပြေးဝင်လာပါတယ်သူဘယ်ကလာတယ်လဲဘယ်သူမှမသိပါဘူးသူ့ကိုဘယ်သူကလူစားလဲလိုက်တယ်လဲဒန်လူကြီးတောင်မသိလိုက်ပါဘူးခွေးလေးကဘောလုံးရှိရာကိုတက်တက်မတ်မတ်ပြေးလာပြီးဂိုးစီးပေါ်ရောက်မှာပဲသူ့ရဲ့နှာခေါင်းနဲ့ဘောလုံးကိုဘုံနဲ့တိုက်ထုတ်လိုက်ပါတယ်ဘောလုံးကဂိုးထဲကိုမဝင်မြဲကွင်းမြင့်ကိုထွက်သွားပါလေရောကမ္ဘာစံနောက်ကန်လူတွေတောင်ဒီခွေးလေးလောက်နေရာယူမှန်ပါဘူး rating 10မိုင်10လောက်ပေးမှပဲဖြစ်မဲ့နေထားပါဦးစိန်ဘောတော်မှာရှုံးရလောက်တဲ့အမြန်နှုန်းနဲ့ခွေးလေးကဒုံဆိုင်ဝင်ချလာခဲ့တာပါဘောလုံးကွင်းမြင့်ကိုရောက်သွားတော့ကွင်းထဲကလူတွေကအကုန်ကိုကြောင်သွားခဲ့ကြပါတယ်တိုက်စစ်မှုကဒဏ်ကိုလှမ်းကြည့်တယ်ဒန်လူကြီးဒါပန်နတီမဟုတ်ဘူးလားလက်ထိဘောလေးလို့ပြောချင်ပေမဲ့ခွေးမှလက်မှမရှိတာလက်သေးထိဘောလို့ပြောရမလားဝေခွဲမရဖြစ်နေပါတယ်ဒန်လူကြီးလည်းခေါင်းကုန်းနေရပါတယ်ဖီဘာစီမင်းဆောင်ထဲမှာခွေးဝင်ပြီးဂိုးကာသွားရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ပုံမှန်ကဘာမလာဘူးလေနောက်ဆုံးမှတော့ဘောလုံးကဂိုးမဝင်ဘူးလို့ပဲသတ်မှတ်လိုက်ရပါတယ်ခွေးလေးကတော့ဘောလုံးကိုကာကွယ်ပြီးတာနဲ့ငါးတောင်ဝင်ကြည်ပြီးဆိုတဲ့ပုံစံနဲ့ခက်တီတီပဲပြေးထွက်သွားပါတယ်ဒီဖြစ်ပြီးမှတော့ပေးသက်တွေကဟာသားတွေလှုပ်ကြပါတော့တယ်မန်ယူကဒီခွေးလေးကိုချက်ချင်းခေါ်တဲ့နေမကွာရထက်တောင်ပိုကောင်းမဲ့ပုံပဲချက်စီကပေါင်တန်း100နဲ့ကန်လန်တော့မယ်လို့ကြားတယ်သူလာစာကတပတ်ကိုအယိုး3ချောင်းလောက်ပေးရင်ရလောက်တယ်ဆိုပြီးတော့လူမှုကွန်ရက်မှာစာနာမှုတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်တကယ်တမ်းမှာတော့ဒီပွဲပြီးမှ Juventus Ueda အသင်းခွေးလေးကတင်ပေးတဲ့အသင်းကဒီခွေးလေးကိုကျေးဇူးတောင်းမြတ်တဲ့အနေနဲ့ဝေးစားလိုက်ပါတယ်အသင်းရဲ့ မော်စကိုလက်ကောင်အဖြစ်အသက်မှတ်ပြီးတော့ခွင်းထဲမှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်တကယ်တော့သူကအသင်းအတွက် clean sheet ရအောင်ကူညီပေးခဲ့တဲ့သူရဲ့ကောင်းဖြစ်ခဲ့တာပါဘောလုံးပွဲတွေမှာ VAR Video Assistant Referee တွေဘလောက်ပဲထွက်ပေါ်လာပါစေDOJ Don Grass နီးပညာကိုတော့ဘယ်သူမှရှင်းနိုင်မှာမဟုတ်ပါဘူးဒီခွေးလေးသားလူဖြစ်လာခဲ့မယ်ဆိုရင်ကမ္ဘာအကောင်ဆုံးဂိုးသမားဆုရရှင် Trophy ဆုကိုရရှိမှသိကြပါတယ်အဆုံးလေးကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်